ကဲအားလုံးပဲမင်္ဂလာပါ29ရက်နေ့ညနေအတွက်စိုက်လေးနည်းနည်းပြမယ်နော်စိုက်ကနည်းနည်းပဲပြမှာနော်အများကြီးပြကြမရှိဘူးတကယ်ပြောတာဒါမဲ့ပြောစရာလေးတွေနည်းနည်းရှိလို့ပေါ့နော်ကျွန်တော်တကယ်ဆိုရင်ဒီညနေအတွက်ကလက်တော့စိုက်နဲ့ချမပြတော့ဘူးဘူရိုရိုက်မပြတော့ဘူးလို့ကျွန်တော်ပြောထားတယ်ဒါမှပြောစရာလေးနည်းနည်းရှိလို့အလုပ်ထက်ကနေဒါအရေးကြီးပြန်လာတာပေါ့နော်အလုပ်ကလည်းလွတ်လပ်တယ်ဆိုတော့အလုပ်ထက်မှဆိုတော့ကျွန်တော်တကယ်ဆိုရင်အလုပ်ရှုပ်မခံပါဘူးအဲ့တော့ကျွန်တော်ညပြတဲ့ site မှာကကျွန်တော်ခွန်တလုံးပဲကင်လိုက်တော့မယ်ဆိုတော့ခွန်တလုံးကလည်းဟာပြောမယ်ဆိုရင်တော့ကရေကရာ site လေးပေါ့နော်ဒါပေမဲ့အဲ့ကရေကရာ site လေးရတယ်ပေးသွားတာဖြစ်လို့ခွန်တလုံးပဲကင်လိုက်တော့မယ်အဲ့တော့ခွန်တလုံးကမကြောက်တကယ်ဆိုရင်ကျွန်တော်အဲ့တလုံးနဲ့မကင်ရဘူးပေါ့နော်ဒါမနေ့ကတော့၄ထိပ်စီက2ပေါက်3ပေါက်လောက်ရှိရဲဆိုတော့ကင်လိုက်တယ်အခုမနက်ကပြတဲ့ခွန်ထိပ်စီကလည်းဒါ2ပေါက်3ပေါက်လောက်ရှိတဲ့အတွက်ကင်လိုက်တာဖြစ်တယ်တကယ်ဆိုရင်ကျွန်တော်အဲ့တလုံးနဲ့တော့မကင်ရဘူးရှင်းပြောရအဲ့တော့ site တစ်ခုကပြောမယ်ဆိုရင်ကရေကရာ site လေးရပြီးသွားတယ်နော်ခဲတော့ခရင် site တွေလိုက်ကြည့်ပြီးတော့တလုံးမှမပေးသွားတဲ့ site တွေအများကြီးပဲအခု YouTube မှာဆိုရင်လည်း YouTube ကကျွန်တော်ရဲ့မိတ်ဆွေများတခြားဆရာတွေလည်းကြည်ဘူးမှာပေါ့ live လွှင့်တဲ့ဆရာတွေဟုတ်လား live လွှင့်ပြတဲ့ဆရာတွေပေါ့နော်live လွှင့်တာတနာရီခွဲပေါ့နော်2နာရီလောက်ပြတယ်1 chain ဒီ key ဒီဟာနက်ခတ်ဒီ power တွေလိုက်ရှာပြီးတော့ပြတဲ့ဆရာကြီးတပုံကြီးပဲဟိုကရနာအကြီးနဲ့ဟိုအစကနေလိုက်ရှာတဲ့ကရနာပြီးရင်တလုံးမှမပါတာတွေရောအများကြီးပဲနော်ဒါပေမဲ့သူတို့လည်းမှန်တဲ့ခါလည်းမှန်မယ်မှားတဲ့ခါလည်းမှားမယ်ပေါ့ကျွန်တော်ပြောချင်တာအဲ့တော့ site ကကျွန်တော်ပြောချင်တာကျွန်တော် site ဆွဲတာတော့မှကရေကရာ site လေးတွေကိုကျွန်တော်ဆွဲပြတာမဟုတ်ဘူးအဲ့ကရေကရာ site လေးကိုဆွဲပြမှာရှက်လို့ဒီလို site ပြတော့မယ်ဆိုရင်လည်းကရေကရာ site လေးတွေကိုကျွန်တော်မပြဘူးတော့မပြဘူးကောင်းတဲ့ site လေးပဲပြတာပေါ့နော်ဒါမဲ့ထွက်ကနန်းကဒီအနီးနားလေးမှာပဲရှိတယ်ကျွန်တော်ကတော့ဒီအနီးကပဲကြည့်ရပေါ့နော်တချို့ကြောက်လဲ site အကျဲကြည့်ရပေါ့အဲ့တော့မနက်ကကျွန်တော်ပြလိုက်တဲ့ site မှာကဒီလောက် site လေးနဲ့ line ပေါ်တက်ပြနေသေးတယ်လို့ကျွန်တော်ပြောတယ်ပေါ့နော်အမှန်ဆိုရင်ဒါကျွန်တော်စီစဉ်တော့နားမလည်တာပေါ့ကျွန်တော်မအားတဲ့ကြားတွေကကျွန်တော်လောက်ပြနေရတာပတ်တိလေးမှန်လဲရအောင်လို့ပေါ့နော်လုံးပိုင်လေးမှန်လဲပတ်တိလေးပတ်ရင်လဲရအောင်လို့ဆိုပြီးတော့ကျွန်တော်စီစဉ်တာနဲ့ဒီ website နဲ့တွက်ပြတာပေါ့နော်အမှန်ဆိုရင်ကျွန်တော်ပြစရာအကြောင်းမရှိဘူးကျွန်တော်အလုံးနဲ့ကျွန်တော်အဆင်ပြေတယ်ကျွန်တော်တစ်လောက်30ဝန်းကျင်လောက်ရတယ်ကျွန်တော်ပြောပြီးသားအဲ့တော့လူရဲ့စီစဉ်တာနဲ့မတန်ဘူးဒီလောက် site လေးနဲ့ဟာတက်ပြနေသေးတယ်မနက်က YouTube မှာမှန်းနေလို့ရှိတယ်အဲ့တော့မနေ့က4နှစ်ကြာသွားတဲ့ site ကလည်းအမှန်ဆိုရင်ဒါကေကရ site လေးဒီ4ထိပ်စီးကိုကျွန်တော်ပြခဲ့တာ3ချက်ဒီနှလုံး5ဒီနှလုံး5ဒီနှလုံး5ဆိုရင်လည်း4ထိပ်နော်ဒီနှလုံး3ဒီနှလုံး4ဒီနှလုံး5ဆိုရင်လည်း4ထိပ်အဲ့တော့မနေ့ကပြခဲ့တာဒီနှလုံးခွန်ဒီနှလုံးခွန်ဒီနှလုံးခွန်ဆိုရင်လည်းဒါ4ထိပ်ဒီနှစ်နောက်ပိတ်ကဒါပြောမှဆိုရင်ကေကရ site လေးအဲ့လို site တွေဒီလိုကေကရ site လေးမကြိုက်လို့ခံခဲ့ရပေါင်းများပြီဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဆိုရင်နှစ်ပိတ်ကျွန်တော်9ပိတ်ခွန်ပိတ်ကိုကြိုက်လို့မှ4ခွန်4ကိုကျွန်တော်မိတ်ကွက်ထည့်ထားပေးတယ်ဒီနှလုံး1ဒီနှလုံး2ဒီနှလုံး3ဆိုရင်လည်းဒါနှစ်နောက်ပိတ်4နဲ့သူကျသွားတယ်အဲ့တော့ကျွန်တော်နောက်တစ်ခါတော့နောက်ထပ်တော့ကျွန်တော်ဒီလို laptop site နဲ့ကျွန်တော်ချပြဖို့အစီအစဉ်မရှိတော့ဘူးเนาะဒီလိုကေကရ site လေးပဲကျွန်တော်လည်းကေကရ site လေးနဲ့ site ဆွဲရင်လည်းကျွန်တော်ကေကရ site လေးနဲ့ဆွဲမပြချင်ဘူးကောင်းတဲ့ site လေးလိုက်ပြီးတော့ဆွဲပြတယ်အဲ့ကောင်းတဲ့ site လေးကမပေးတာများတယ်အဲ့ကေကရ site လေးကပေးတာများတယ်အဲ့တော့မနက်ကကျွန်တော်4ပိတ်ကိုကျွန်တော်တစ်ဆိုင်ပဲပြခဲ့တယ်เนาะ4ပိတ်ဒါပေမဲ့4ထိပ်သီးကြတယ်အဲ့တော့4နဲ့ကျွန်တော်လိုက်မကတ်လိုက်ဘူးဒီနှလုံး6ဒီနှလုံး6ဒီနှလုံး6 4ပိတ်ပြခဲ့တယ်ဒါပေမဲ့ကျွန်တော်မကင်လိုက်ဘူး4နဲ့လိုက်ပြီးတော့ကတ်ဖို့အစီအစဉ်ရှိတယ်အဲ့တော့ဗရေလိုင်းအောင်လည်းကျွန်တော်မပြခဲ့ဘူးပေါ့နော်ဗရေလိုင်းကကျွန်တော်အမြင်လေးပေါ့နော်ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း8ဆိုရင်ဒီမှာ3ထိပ်စီးရှိတဲ့အတွက်5ဗရိတ်မြင်တယ်ကျွန်တော်ကမှ9ဗရိတ်နဲ့ကျွန်တော်ကတ်ထားတယ်ဒီ3လုံးပေါင်းချင်း5ဒီ3လုံးပေါင်းချင်း5ဒီ3လုံးပေါင်းချင်း5ဆိုရင်4ဗရိတ်
အဲ့တော့ကျွန်တော်၄၅ပရိတ်နဲ့ကတ်ထားတယ်ခွန်တစ်လုံးကိုကင်ထားတော့ကျွန်တော်ခွန်8မိတ်အဲ့ဒီ၄နောက်ပိတ်ကင်ထားတော့ကျွန်တော်1 4ဆိုပြီးတော့ကျွန်တော်မြင်လိုက်သေးတယ်ဒီမှာအပြန်ကနိုင်ကြီးဖြစ်နေလို့1 4ထည့်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားလိုက်သေးတယ်အဲ့၅ပရိတ်ကိုအဲ့တော့ကျွန်တော်မကြိုက်တာနဲ့ပဲမထည့်ဖြစ်လိုက်ဘူးပေါ့နော်အဲ့လိုဖြစ်တာအဲ့တော့အရန်လှတဲ့ site တွေကိုလိုက်တော့လဲပေးချင်မှပေးတယ်မပေးချင်ရင်မပေးဘူးနော်ကီးတွေဝမ်းချင်းတွေလိုက်ကင်နေတော့လဲပေးချင်မှပေးတယ်မပေးချင်မပေးဘူးတလုံးမှမပါတဲ့ site တွေအများကြီးပဲအဲ့လောက်ခဲရင် site တွေလိုက်ကြည့်ပြီးတော့မပေးတဲ့ site တွေအများကြီးပဲအဲ့တော့ခက်မြန်ပဲညနေ site ကိုဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဆိုရင်တစ်ထိပ်အဲ့တော့ဒီအထောက်ကိုယူထားတာပေါ့နော်ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3အဲ့ဒီအထောက်ရဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ဆိုရင်တင်နောက်ပိတ်အဲ့တော့ဒီ3လုံးပေါင်းချင်းက3ဒီ3လုံးပေါင်းချင်းက3ဒီ3လုံးပေါင်းချင်း3ဆိုရင်လေ3ညထိပ်အဲ့တော့3ညထိပ်1ပိတ်ဆိုတော့3ည1ကျွန်တော်ကဒီခေါင်းအေးသမားဖြစ်တယ်ပေါ့နော်သူအေးသမားဒီလိုလက်တော့ဆိုင်နဲ့ချပြန်ရင်တချို့ကြံခဲ့တာတွေရှိတယ်ဟိုမပြခြင်းတဲ့ဆိုင်လေးတွေရှိတယ်အားကြောင့်မပြခြင်းတဲ့ဆိုင်လေးတွေထားခဲ့တာပေါ့နော်ကျွန်တော်ဆိုင်ဆွဲသမားဖြစ်တယ်ဆိုင်ဆွဲသမားခေါင်းအေးသမားဆိုတော့ဒီလိုလက်တော့ဆိုင်နဲ့ချပြန်ရင်ကျွန်တော်ကြောင်တယ်တချို့ကြောက်လဲကြံခဲ့တယ်တချို့ကြောက်လဲဟာမပြခြင်းတဲ့ဆိုင်လေးရှိတယ်အားကြောင့်မို့ကျွန်တော်မပြဘူးနော်ဝမ်းကြီးနေကီးဘာတွေနဲ့လိုက်ရှာနေတော့အမှတနားရီခွဲ2နာရီလောက်ဖြစ်သွားမှာပဲအဲ့လိုလိုက်ပြလို့ရတယ်ပြမှဆိုရင်ပြလို့ရတယ်ပြကြတယ်အများကြီးရှိတယ်အဲ့တော့နောက်တစ်ချက်ကဒီ3လုံးပေါင်းချင်းခွန်ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း9ဆိုရင်4ထိပ်ဒီ3လုံးပေါင်းချင်းက9ဒီ3လုံးပေါင်းချင်းက9ဒီ3လုံးပေါင်းချင်း9ဆိုရင်ဒီနှလုံး5ရှိတဲ့အတွက်4ထိပ်အဲ့တော့ကျွန်တော်ပြရမယ့် site ကတော့ဒါပဲပေါ့နော်အဲ့ဒါပဲပြောမယ်ဆိုရင်ဒီ site လေးရတဲ့ကြေးကြ site လေးတွေပေါ့နော်ဒါပေမဲ့ပြတော့မပြချင်ဘူးအဲ့ခုနပြောသလိုကျွန်တော်ပြောစရာလေးရှိလို့ line ပေါ်တက်လာတာဖြစ်ပါတယ်နော်အဲ့တော့ဒီလောက် site လေးနဲ့ line ပေါ်တက်ပြနေသေးတယ်ဆိုတော့ပုံကိုယ်ကျွန်တော်လုံးပိုင်းဘယ်လောက်မှန်လဲဆိုတော့ကျွန်တော်အားပေးတဲ့လူကြီးအကုန်လုံးသိအဲ့တော့မနက်ကလည်းကျွန်တော်9ပရိတ်မြင်တယ်ဒီမှာဒီ3လုံး8ဒီ3လုံး8ဒီ3လုံး8 9ပရိတ်မြင်တယ်အဲ့4တက်ကိုအဲ့1 4ကိုအပြန်ကြီးဆိုပြီးတော့ကျွန်တော်ထည့်မပေးမိတာအဲ့တော့4နောက်ပိတ်ကိုလည်းကျွန်တော်မကင်တော့ဘူးကပ်ဖို့စဉ်းစားသေးတယ်အဲ့လိုဖြစ်လို့ဒီ9ပရိတ်ကကြံခဲ့တာဒီ4တက်1 4ကိုကျွန်တော်ထည့်ပေးဖို့အစီအစဉ်ရှိတယ်အဲ့တော့ကြေးကြဆိုင်လေးတွေလို့ပြောလို့ရမလားအဲ့တော့ညနေကိုအဲ့ဒါ20ခွန်ညနေကိုဒါပဲပေါ့နော်3ည1 40 48မိန်3ညနဲ့4 2 4 1ရန်ပေါ့နော်